ဆက်လက်ပြီးမချမ်းမောမဲဆန္ဒနယ်မှာဦးငွားရက်ဆဲဦးစားမေးမြန်းမှုဖြစ်ပါတယ်လေးစားအပ်ပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ပြည်ထောင်စုဝန်ကြီးများပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးကိုမင်္ဂလာပါလို့ကာရဝပြုနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ကတော့ကချင်ပြည်နယ်မချောင်းပေါ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးငွားရည်စေးအေကိုစားမဲခွန်းမေးမြမိခေါင်လံဖူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစင်စုံဖြစ်ပါတယ်လေးစားအပ်ပါတော့ဥက္ကဋ္ဌကြီးမှတဆင့်မေးမြန်းလူတာကတော့မချောင်းပေါ်မြို့နယ်တွင်အားကစားနှင့်ကာယပညာဦးစီးဌာန၏ယုံအဆောက်အအုံနှင့်အားကစားကွင်းတိဆောက်ပေးရန်အစီအစဉ်ရှိမရှိကိုသိရှိလိုပါသဖြင့်မေးမြန်းသွားမှာဖြစ်ပါတယ်မချောင်းပေါ်မြို့နယ်ဒီမလိခမြစ်ကမ်းပေါ်တွင်တည်ရှိပြီးအထင်ကိဟဂူဘာရိတာနှင့်အလွန်ထူးဆန်းသောကြောက်နဂါးတည်ရှိရာမြို့ဖြစ်ပါတယ်အဓိကအားဖြင့်ရဝမ်လီဆူဂျင်းဖော်ခန္ဒီရှာနှင့်ဗမာလူမျိုးများစုပေါင်းနေထိုင်ကြသောမြို့နယ်ဖြစ်ပါတယ်မချောင်းပေါ်မြို့နယ်တွင်1996ခုနှစ်ဝန်းကျင်မှစတင်ကအားကစားနှင့်ကာယပညာဦးစီးဌာနကိုဖွဲ့စည်းခဲ့ပြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏အနီးကပ်ကြမှုနှင့်အတူဝန်ထမ်းများသည့်ရပ်ကွက်အတွင်းအင်္ဂါကရုံးလုပ်ငန်းများနှင့်အားကစားလှုပ်ရှားမှုများကိုဦးဆောင်လာခဲ့ခြင်းဖြစ်ပါတယ်ယခုအခါရပ်ကွက်3ရှိ9လုပ်ငန်းဦးစီးဌာနပိုင်အဆောက်အအုံကိုမိခိုပြီးရုံးဖွင့်ကဌာန၏လုပ်ငန်းများနှင့်လှုပ်ရှားမှုများကိုဦးဆောင်ပေးလက်ရှိပါတယ်မချောင်းပေါ်မြို့နယ်အားကာဌာနနယ်ဖြစ်ရုံးအဆောက်အအုံနှင့်အားကစားကွင်းမရှိတော့လဲအခက်ခဲများစွာကြားမှနေ့စဉ်ရာသီအလိုက်အမျိုးသားမျိုးသမီးဘောလုံးပြိုင်ပွဲများကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများကိုပူးပေါင်းဦးဆောင်ပေးခဲ့သည်ဖြစ်ပြည်내အဆင့်ဘုံဆောင်အားကစားသမားများကိုလည်းလက်ကျမွေးထုတ်ပေးနိုင်ခဲ့ပါတယ်ယခုအခါနိုင်ငံတော်အစိုးရသည်ကမ္ဘာနိုင်ငံများနှင့်ရှင်ကအားကစားကဏ္ဍကိုလည်းဗတ်စုံမြင့်တင်နိုင်ရန်လူငယ်တို့အတွင်ကျန်းမာမှုကြံ့ခိုင်မှုအတူတကွပူးပေါင်းဆောင်ရွက်လိုသောအခြေခံကောင်းများကိုလက်ကျင့်တည်ဆောက်နေသောအချိန်အခါဖြစ်ပါတယ်ဤရမန်းချက်အောင်မြင်ရဲ့အတွက်နိုင်ငံအဝန်းရှိမြို့နယ်အသီးသီး၌နေထိုင်ကြသောလူငယ်ထုများ၏ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်အတူအားကစားအခြေခံပြည်စများကိုနည်းစနစ်မှန်ဖြင့်လက်ကျင့်ပေးခြင်းလက်ကျင့်ရဲ့အထောက်အကူပြုရုပ်ပိုင်းပစ္စည်းများအဆောက်အဦများဖြစ်စည်းပေးခြင်းနှင့်စိတ်သက်ပိုင်းပါမြင့်တင်ပေးရမည်ဖြစ်ပါတယ်မချောင်းပေါ်မြို့နယ်တွင်ဌာနပိုင်အဆောက်အဦနှင့်ဌာနပိုင်အားကစားကွင်းမရှိတော့လဲလူငယ်ထုများအတွင်အခြေခံအားကစားစိတ်သက်ဗီဇကောင်းအစဉ်ရှင်တန်နေတော်မြို့နယ်ဖြစ်ပါတယ်ယခုအခါရပ်ကွက်လေတူးချက်မြို့ကွက်နယ်မြေတွင်ဌာနအတွက်မြေနေရာ3ဧကကိုရရှိထားပြီးဖြစ်ပါတယ်ထူးမြေဒီဌာနမှသတ်မှတ်ထားသောအတိုင်းအတာထက်ရော့နေနိုင်တော်လဲမြို့ area အတွင်းတစ်ဆက်ထဲမြေညီညာမှုအလွန်နေပါတော်မြို့နယ်ဖြစ်ပါတယ်ဤတို့ဖြစ်ရာဒေတာအခြေအနေအရရရှိထားသောမြေနေရာ3ဧကတွင်ဌာနပိုင်ရုံးအဆောက်အအုံအားကစားနှင့်အခြားဆက်ဆက်အဆောက်အအုံများကိုဖြစ်စည်းတည်ဆောက်ပေးခြင်းဖြင့်လူငယ်ထုအတွင်အားကစားနေပေတွင်ရခင်ကထပ်ပူမူအောင်မြင်တိုးတက်လာမည်ဖြစ်ပြီးကျမ်းမာကြံ့ခိုင်၍အတူတကွပူးပေါင်းဆောင်ရွက်လူသောထူးချွန်အားကစားသမားကောင်းများစွာပေါ်ထွန်းလာမှာဖြစ်ပါတယ်တို့ဖြစ်ပါ၍မချောင်းပေါ်မြို့နယ်အတွင်းအားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့်အားကစားကွင်းများတည်ဆောက်ပေးရန်အစီအစဉ်ရှိမရှိကိုသိရှိလိုပါသဖြင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်လေးစားစွာတင်ပြမေးမြန်းအပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်အားစားရေးဝန်ကြီးဌာနကဖြေကြားဖို့ဖြစ်ပါတယ်လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်ဒုတိယဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများတမန်တော်ကိုယ်စားလှယ်တော်ကြီးများဖိတ်ကြားထားသောအဲ့တော်များအားလုံးကိုကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းတို့ဖြင့်ပြည့်စုံပါစေကြောင်းဥစွာပထမဆုမကောင်းတောင်းအပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့အားစားရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးဦးညီညီဖြစ်ပါတယ်ခင်ဗျာ
မချမ်းဘောမြို့နယ်တွင်အားကစားနှင့်ကာယပညာဦးစီးဌာနရှိတော်လဲမြေနေရာခဲကြောင့်ရင်းတဲ့တိုင်ရုံအားကစားကွင်းအားကစားရုံတိဆောက်ပေးခြင်းမရှိပါ၍ယခုကမြေတူးချက်ဧရိယာရရှိလာပါသဖြင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့်အားကစားကွင်းများတိဆောက်ပေးရန်အစီအစဉ်ရှိမရှိတိလို့ချင်းနှင့်ဆက်လင်းသည့်ကျေပွင့်ပြမြေကွန်းနဲ့ပတ်သက်ပြီးပြန်လည်ဖြေရသွားမှာဖြစ်ပါတယ်ခင်ဗျာ။ပေါ်ပိုက်ဖြင့်ရှင်းလင်းခွင့်ပြုပါရန်တင်ပြအပ်ပါတယ်ခင်ဗျာ။လေးစားအပ်ပါတော့ပြည်သူ့တော်ဥက္ကဋ္ဌကြီးနဲ့ပြည်သူ့တော်ကိုယ်စားတော်ကြီးများခင်ဗျာ။မချမ်းဘောမြို့နယ်တွင်အားကစားရေးရဝန်ဌာနအားကစားနှင့်ကာယပညာဦးစီးဌာနအားကစားကွင်းမြေနေရာအဖြစ်မြေဧရိယာလေးကခန့်သာရရှိသည့်အတွက်အားကစားရုံတိဆောက်ရန်မြေနေရာလုံလောက်မှုမရှိတော့လဲရိုးဘောလုံးကွင်းအလျား345ပေအနာ225ပေဖောက်လုပ်ခြင်းအတွက်ခမကုန်ကြစိတ်ချ39.5 တန်းနဲ့ရုံးအဆောက်အဦအလျား50ပေအနာ35ပေတိဆောက်ခြင်းအတွက်ခမကုန်ကြစိတ်ချ439.5 တန်းစုပေါင်း495 တန်းအားနိစ္စယဗန်တိုင်းရေးနှစ်ဤကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနငွေလုံးငွေအသုံးစရိတ်ရမှုတွင်ထည့်သွင်းရာဂနိုင်ရေးအတွက်ကချင်ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြခွင့်ပြုချက်ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်ခွင့်ပြုချက်ရရှိပါကဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းကချင်ပြည်နယ်အစိုးရအဖွဲ့၏ပေါင်းစပ်ပြည်ကြားချက်နှင့်အတူရှင်းလင်းဖြေကြားအပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာမင်းများခွင့်ပြုပါမိတိပဏာယင်းနှစ်တွင်ဆောင်ရွက်ပေးသွားမိကိုမင်းများလိုပါတယ်ကျွန်တော်ရှေ့ဗန်နိုင်နှစ်မှာကြားနေကျွန်တော်တို့ကချင်ပြည်နယ်စောက်ဖက်မှာတင်ပြဆောင်သွားစီမှာဖြစ်ပါတယ်နော်ကျေးဇူးတင်ပါတယ်ခင်ဗျာ